ဒီဟောင်းသင်ခန်းစာမှာတော့နောက်ထပ်မိကွန်ဖြေနီတစ်မျိုးကိုဆက်သွားမယ်ပေါ့နော်အဲ့ဒါနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်လဲကိုထုတ်ဥပမာအောင်မေးတဲ့မိကွန်မျိုးတွေနော်ဥပမာအောင်မေးတဲ့မိကွန်မျိုးတွေကိုသွားမှာဖြစ်ပါတယ်အဲ့တော့သိရမယ့်အချက်ကဥပမာဒီစာပိုက်ထဲမှာပါတဲ့ဥပမာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့များသောအားဖြင့်ကတော့答えは本文には書かれていないစာပိုက်ထဲမှာရေးမထားတဲ့ဥပမာတွေလာလေးရှိတယ်များသောအားဖြင့်ပေါ့နော်တခါလေတော့လည်းစာပိုက်ထဲကဥပမာကိုပြန်မေးရမယ်လေရှိပါတယ်အဲ့လိုမျိုးဆိုရင်အဓိကသိရမယ့်ချက်ကဘာလဲလို့မေးလိုက်လို့ရှိရင်ဥပမာဆိုတော့ဘယ်ကလာလဲဆိုလို့ရှိရင်သဘောတရားလာအဲ့တော့အရင်ဆုံးသဘောတရားကိုနားလည်ရမယ်သဘောတရားကိုနားလည်ပြီဆိုလို့ရှိရင်စာပိုက်ထဲကဥပမာပဲဖြစ်ဖြစ်အပြင်ကဥပမာပဲဖြစ်ဖြစ်ကိုနားလည်သွားပြီကိုရွေးတတ်ပြီပေါ့နော်အဲ့တော့သဘောတရားကိုလိုက်ရှာပါโอเคဒီမှာကျတော့သူက long လို့ရေးထားတယ်ပေါ့နော် theory ကိုပြောတာစာရေးသူဖန်တီးနေတဲ့ theory ကိုလိုက်ရှာပါအဲ့ theory ကိုသဘောပေါက်ပြီတချို့နေရာကြီးကျလို့ရှိရင် definition ပေါ့တချို့နေရာကျရင် definition ကိုလိုက်ရှာလိုက်အဲ့ဒါဆိုလို့ရှိရင်ဥပမာ definition ကိုသိချသဘောပေါက်ရင်ဥပမာကိုရှာတတ်ပြီဒါပဲပေါ့နော် okay ကြာဒါဆိုလို့ရှိရင်ကြည့်ကြည့်ကြမယ်အဲ့တော့မေးတဲ့မေးခွန်းမျိုးဟာဒီကြမှာအဲ့မေးခွန်းထဲမှာလဲဆိုတဲ့စကားလုံးပါလာမှာအဲ့တော့ခက်ကွင်းလောက်တဲ့အခါမှာတတိထားကြည့်ပေါ့နော်ဥပမာကိုမေးတာဟုတ်မဟုတ်じゃあメゴンジメスに子供が少々機能を使っている例として最も適切なものはどれか少々機能ဆိုမြင်တတ်ထားတဲ့နေရာရှိရပေါ့နော်အထူး function အထူးနည်းပညာတစ်ခုအထူးနည်းလမ်းကိုသုံးနေတဲ့ဥပမာကိုပြောပါကလေးတွေမှာပဲရှိတဲ့လုပ်ငန်းစဉ်ပေါ့နော်ကလေးတွေမှာပဲရှိတဲ့ဟာတာရာကီတစ်ခုရှိတယ်အဲ့ကလေးတွေမှာပဲရှိတဲ့ဟာတာရာကီကပါလေရှော့ချောခီနိုဆိုတဲ့ definition ကိုလိုက်ရှာလိုက်ရှော့ချောခီနိုဆိုတာဘာလဲလို့ရှင်းပြထားတယ်ဆက်စမဲကိုလိုက်ရှာလိုက်လို့ရှိရင်နားလည်သွားပြီဆိုရင်ဥပမာကိုရွေးရတာလွယ်လွယ်လေးပဲဖြစ်သွားတယ်နော်ညဒါဆိုလို့ရှိရင်မိကဘာမှလဲဆိုမြင်တတ်တာဒီမှာဖြစ်ပါတယ်これをလို့ပြောထားတယ်နော်これを象徴機能すなわちイメージを使う力と呼ぶဒီဟာကို象徴機能လို့ခေါ်ပါတယ်ဘယ်ဟာကို象徴機能လို့ခေါ်လဲဆိုတော့သူ့ရှိရဲ့ဟာကိုခေါ်မှာပေါ့နော်သူ့နောက်ကဟာကိုခေါ်တဲ့အကြောင်းမရှိဘူးဒီဟာကို象徴機能လို့ခေါ်ပါတယ်ဆိုကြတဲ့ကသူ့ရှိရဲ့ဟာကိုဒီလိုဖြစ်ပါတယ်ဒီဟာကို象徴機能လို့ခေါ်ပါတယ်တနည်းပြောရင် image ကို使う力လို့ခေါ်ပါတယ် okay じゃあရှိရဲ့ဟာကိုဖတ်このようにဆိုဒီရှိမှာနမူနာပါလိမ့်မယ်ပေါ့နော်အဲ့နမူနာလေးကိုခဏချန်ခဲ့ပေါ့နော်ဖတ်ချင်လည်းရတယ်ခဏနေကြမှာထပ်ပါမယ်ပေါ့နော်အဲ့တော့このようにနောက်ကမာတိုမဲလို့ပြောတယ်このようにကဘာကိုပြရလဲဆိုလို့ရှိရင်မာတိုမဲလောက်တာကိုပြတဲ့စကားလုံးပေါ့နော်မာတိုမဲလောက်တာကိုပြတဲ့စကားလုံးဖြစ်တဲ့ကြောင့်သူရှိရအရှိကြီးကိုမာတိုမဲလောက်ပြီးတော့ပြောတယ်無生物をあたかも生きているかのようにအသက်မရှိတဲ့အရာကိုတတ်မဲ့အရာဝတ္ထုတွေကိုあたかも生きているかのようにまるで生きているかのようにအသက်ရှိနေတဲ့အလောက်တာအသက်ရှိနေတဲ့အမြင်လာတာပေါ့နော်အဲ့ဒါမျိုးကလေးတွေမှာပဲရှိရရှောချောကီနိုလို့ခေါ်ပါတယ်တဲ့ဒါလေးကိုရှာလိုက်ရပြီတတ်မဲ့အရာဝတ္ထုတွေမူဆေးဘူး sorry တတ်မဲ့အရာဝတ္ထုတွေမူဆေးဘူးあたかも生きているかのようにဘာလဲဆိုလို့ရှိရင်အသက်ရှိနေတဲ့အရာဘာလောက်တာလဲဆိုရင်例えて言うတင်စားပြီးတော့ပြောတယ်တဲ့ကလေးတွေကအဲ့လိုပြောလို့ရှိရမလားအသက်မရှိတဲ့ခါလေးတွေကိုအသက်ရှိတဲ့အောင်တင်စားပြီးတော့ပြောလို့ရှိကြတယ်မလားဥပမာလေးတွေစာပိုက်ထဲမှာပေးထားပါလိမ့်မယ်နည်းနည်းရှားကြည့်ပါတော့お花がダンスしているပန်းလေးတွေကနေတယ်ဆိုတာမျိုးနော်ပန်းလေးတွေကနေတယ်ဆိုတာမျိုးတခြားဟာတွေထပ်ပြီးတော့ရှားနိုင်အောင်မယ်ဆိုလို့ရှိရင်ဥပမာဆိုကြပါစို့ခူဒမဘူးဆိုပြီးတော့ကလေးတွေကိုဗာလဲဆိုလို့ရှိရင်မိကျစ်ဆံပုံးလေးပြပြီးတော့ဘူးဆိုရင်ကလေးတွေကကာမန်တည်တယ်လို့မျိုးပေါ့နော်အဲ့ဒါကိုလေသူကဒီမှာတစ်ခါရေးထားပြီးသားရှောချောကီနိုစနာဝချီ image ကိုစကောက်ချခါလာလို့ပြောထားပြီးသားအဲ့တော့ရှောချောကီနိုညီများချင်း image ကိုစကောက်ချခါလာ image လို့လေဆိုတော့ဘာလို့လဲဆိုတော့အုံနောက်ထဲမှာအဲ့ပုံဖော်နေအုံနောက်ထဲမှာပုံဖော်တာပေါ့နော်အုံနောက်ထဲမှာပုံဖော်တဲ့စွမ်းရည်ကလေးလေးတွေစီမှာရှိတယ်အဲ့ဒါကိုအလွယ်နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ဥပမာမဲ့အသက်မရှိတဲ့အရာဝတ္ထုတွေအသက်ရှိနေတဲ့အောင်တင်စားပြီးတော့ပြောတာမျိုးဥပမာお花がダンスしているပန်းနေကနေဆိုတာမျိုးပေါ့နော်နောက်ဘာတွေပါအောင်လဲဆိုလို့ရှိရင်ဥပမာစူပါမန်တို့နောက်ကိုအိုဂျောဆာအိုဟီဆာမမင်းသမီးလေးလောက်တာစူပါမန်လောက်တာအဲ့လိုမျိုးသူကပုံဖော်နေ image ကိုစကောက်ချခါတာကိုသုံးနေတာပေါ့နော်ဆိုတော့အဲ့ဒီသဘောတရားကိုနားလည်ပြီ皆さんအောက်တစ်ပိုက်ကိုမဖတ်ဘူးအပေါ်ဘက်ကိုပဲဖတ်ပြီးတော့အဲ့ဒီသဘောတရားကိုနားလည်ပြီဆိုလို့ရှိရင်အဖြေဖြေလို့ရပါပြီโอเคเนาะအဲ့တော့သူပြောထားတဲ့ပုံစံသဘောပေါက်မယ်တင်ပါတယ်အဲ့တော့ image ကိုစကောက်ချခါတာနဲ့ဆိုင်တဲ့ဥပမာကိုရှာလိုက်ရပါပြီ image ကိုသုံးအောင်ပါစိတ်ကူးကိုသုံးအောင်ပါပေါ့နော်OK。じゃあ1番。1から10まで数を数える。1ကနေ10ရေးတွက်တာ image ကိုသုံးရတာလား။မဟုတ်ဘူးနော်အဲ့ဒါ Anki ပါ။ OK。နောက်
화나옵니다. 키레이다 또 유. 라이다 소위 띠에서 나도 스가벼의 생이야위 보노. 바 스가벼 알래서 match비의 스가미오 보노. 효과비의 스가미오 벼라다니. 디니아마 이미지 스카우 치카라네 마사이무 보노. နော်ဘိုးတို့ကတဲ့ခိုးဝင်တဲ့စကားကိုဆိုတော့ဘောလုံးကန်တတ်ပြီးဘောလုံးကန်တတ်တာကိုလည်းဆိုလိုတာမဟုတ်ဘူး။ဒါအုံနောက်နဲ့စိတ်ကူးစိတ်တန်နဲ့ဆိုင်တာဖြစ်ရမှာ။အိုကာဆန်နီနာတဲ့နင်းကျော်နော်ဆေဘာကိုဆိုတော့ကိုအမေလို့သဘောထားပြီးတော့လူအယုတ်ကလေးအယုတ်မလေးတွေပါလေးရှိအောင်ပုံမယုတ်လေးပါဆိုအဲ့အယုတ်လေးတွေကိုပြုစုဆောင်ရှောက်ပေးတာ။ကိုကအမေကြီးမှာကလေးတွေနဲ့အယုတ်ကလေးနဲ့ဆော့တာမျိုးပေါ့နော်။ဒါမျိုးဒီသူတွေ image ကိုစကားကိုချခါတာပဲ။သူတို့ရဲ့စိတ်ကူးစိတ်တန်တောင်းရတာဖြစ်တဲ့အတွက်အဖြစ်မှန်ယုံပန်တဲ့စနေ။အဲ့တော့ဥပမာကိုမေးတာဒီဒါမျိုးရှာမှာဖြစ်ပါတယ်အဓိကပြန်ပြောပါမယ်ဥပမာကိုမေးတာဒီသဘောတရားကိုနားလည်ဖို့လိုပါမယ်ဥပမာကိုစာပိုက်ထဲမှာတွားရှာလဲဥပမာတွေ့ကောင်းတွေ့လိမ့်မယ်ဒါပေမဲ့သဘောတရားကိုနားမလည်လို့ရှိရင်ဖြေတတ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့တချို့ကြရင်ဆက်စမေးရှိစကလုံးတွေကိုရှင်းပြရတယ်ဆိုလို့ရှိရင် definition ကိုရှာအခုလိုမျိုးသဘောတရားတွေရှင်းပြနေဆိုလို့ရှိရင်အဲ့နာမည်လေးတွေပေးထားတဲ့အဲ့ဟာရဲ့သဘောတရားကိုလိုက်ရှာပေါ့နော် theory ကိုရှာနိုင်ရပါလိမ့်မယ်ညဒါဆိုလို့ရှိရင်နောက်လေ့ကျင့်ခန်းဒီကိုယ်တိုင်လုပ်ပါပြီးလို့ရှိရင်ဖြေတတ်ကြမယ်ပေါ့နော်